မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မွန်ပြည်နယ်မုလုံမြို့ရွှေညော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်းဤတားတပိရွှေညော်ဆရာဦးကိုစံမန္တလေးမြို့ကဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကိုဆက်သွယ်ရန်ဖုန်းနံပါတ်တွေမေးထားသောမိတ်ဆွေများအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3999999296 96210529669645188တို့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကိုမေးထားတဲ့မေးခွန်းလေးထဲမှာမေးခွန်းလေးကိုကျွန်တော် reply လေးပြန်ပေးခြင်းပါတယ်ခင်ဗျာဘာလဲဆိုတော့ဆရာတဲ့ငပြောသီးတွေတဲ့ပွဲတင်မှုရရေးစေးတဲ့ခါမှာတက်ထက်သေးပဲစေးတာလားတဲ့တချို့ပွဲစေးတဲ့ခါမှာတဲ့ဒီရေထဲကိုနှစ်လိုက်တယ်နှစ်ပြီးတခါတည်းနဲ့ပြီးသွားတယ်ပေါ့နော်အဲ့လိုလေးတင်တာတွေတွေးဘူးလို့တဲ့ရေစေးတဲ့ခါမှာအဲ့လိုတရေတဲ့ပဲတခါတည်းပဲစေးတာလားတဲ့အဲ့လိုလေးမေးထားလို့ပေါ့နော်ဒါကတော့မိမိတို့စိတ်ကြိုက်စေးကြောလို့ရပါတယ်ဘဏ္ဍထပ်ပဲစေးတဲ့ခါမှာကျွန်တော်အနေနဲ့ကတော့စေးကြောတဲ့ခါမှာယခုကဲ့သို့ဖော်ရုံးနဲ့စေးပါတယ်ဖော်ရုံးနဲ့စေးပြီးလို့ယခုကဲ့သို့ဖော်ရုံးနဲ့တေးသေးချာချာပုတ်ပြီးတော့စေးကြောပါတယ်တေးသေးချာချာပုတ်ပြီးတော့စေးကြောပြီးပြီဆိုတဲ့အခါကျတော့မှရေတန့်ကန်တဲ့ကိုကျွန်တော်ထပ်ပြီးတော့တစ်ခါထပ်စေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရေကန်အောက်မှာဖြစ်သည့်အတွက်ကြောင့်မို့လို့အပေါ်ကိုပဲရေပုံထဲကိုရေတင်ပြီးတော့ကျွန်တော်စေးကြောတာဖြစ်ပါတယ်မိမိတို့နဲ့နှိုင်းရှင်ကြည့်ရမှာပေါ့နော်မိမိတို့ဒီပင်လင်ဖုန်နေသေးတွေကတ်နေရင်မစားခြင်းဘူးမိမိတို့ဒီပင်လင်တန်တန်ရှင်းရှင်းမှစားခြင်းတာဖြစ်သည့်အတွက်ကြောင့်မို့လို့မိမိတို့လှူဒန်းသည့်အခါမှာလဲသုံးလောကထောတာတပ်ပင်ညမြတ်စွာဘုရားရှင်ကိုရမကြီးဟာရီမလှူဒန်းသည့်ပွဲတော်များဖြင့်၎င်းမိမိတို့ရဲ့ဂိုင်းတော်ရဲ့အစဉ်ဆက်ဆရာသခင်များဖြစ်ကြတဲ့ဆရာတော်ကြီးများကိုလှူဒန်းသည့်ပွဲများဖြစ်သည့်အတွက်ကြောင့်တည်တည်ချာချာတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲစေးကြောပြီးမှသာလျှင်လှူဒန်းတင်ပါတယ်ခင်ဗျာမိမိတို့ဒီပင်လင်ဖုန်နေသေးတွေကတ်နေရင်ကျွန်တော်လည်းမစားကြပါဘူးကျွန်တော်တို့လိုဘာမှမဟုတ်တဲ့အင်ညမင်းညဘာမှမဟုတ်တဲ့အညတရတွေတောင်မှပဲယခုကဲ့သို့တန်တန်ရှင်းရှင်းမှစားကျင်တာဖြစ်သည့်အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေလှူဒန်းနေခါမှာလဲကျွန်တော်တို့ကစင်စင်ကြဲကြဲလေးစေးကြောပြီးတော့မှသာလျှင်လှူဒန်းတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ကိုမေးထားတဲ့နော်ဒီ comment လေးကတော့ကျွန်တော်ပြန်ရှာလို့မရတော့ပါဘူးမတွေ့တော့ပါဘူးယခုကဲ့သို့စေးကြောပြီးရင်လို့ရေတန့်ကန်လေးကိုတစ်ခါပြန်ပြီးတော့ထည့်ပြီးတော့စေးကြောပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ